တယောက်ချင်းစီရဲ့ဝိညာဉ်ကိုဖျားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်အဖြစ်ပညာအသီးသီးစုကျေးဇူးအသီးသီးကိုပေးထားတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်အားလုံးကိုစပြည့်နွယ် page ကနေပြီးတော့တပ်ဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတူကလေးလာမယ့်ခေါင်းစဉ်ကတော့ဝိညာဉ်တော်ရဲ့စုကျေးဇူးဆိုတဲ့ခေါင်းစဉ်နဲ့အတူကျွန်တော်လေးတော်ဖြစ်ပါတယ်ကျမ်းစာတစ်ပိုက်ကိုဖတ်လိုပါတယ်ကောရိန္သုဝါဒစာပထမဆောင်အခန်းကြီး7နဲ့အငယ်9နဲ့10ကောရိန္သုဝါဒစာပထမဆောင်အခန်းကြီး7နဲ့အငယ်9ကနေ10ကောင်းသောအကျိုးအလို့ငါဝိညာဉ်တော်ကိုလူအတီးတီးတို့အားထင်ရှားစွာပေးတော်မူလျက်ရှိ၏အဘယ်တို့နည်းဟုမူကားဝိညာဉ်တော်အဖြစ်တယောက်တော်သူအားပညတ်တရားကိုပေးတော်မူ၏ထိုဝိညာဉ်တော်အဖြစ်တယောက်တော်သူအားထိုအတွင်ချင်းတရားကိုပေးတော်မူ၏တို့ကျမ်းစာမှာပေါ်ပြထားတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်ဒီကျမ်းစာကိုကြည့်ကြဖြင့်လူတွေရဲ့ဖန်ဆင်းခြင်းအကြောင်းကိုပြန်သွားမယ်ဆိုရင်ဘုရားသခင်ကလူတွေကိုဖန်ဆင်းတဲ့ချိန်မှာတခြားအသက်ရှိတဲ့တခြားအရာတွေကိုဖန်ဆင်းတဲ့တကယ်တော့ဖြစ်စေလို့ပြောတာမဟုတ်ဘဲနဲ့လူရဲ့မြေကြီးကိုယူပြီးတော့ဘုရားသခင်ရဲ့ပုံသဏ္ဍာန်ကြီးဖန်တီးပြီးတော့လူကိုဝိညာဉ်မုတ်တွင်းတာဖြစ်ပြီးတော့အသက်ရှင်စေတဲ့ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်လူတွေဟာတခြားအရာတွေနဲ့ကွာခြားတဲ့ချက်ကြောင့်ဝိညာဉ်ရှိတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်။ဒီဝိညာဉ်ကိုတယောက်ချင်းစီရဲ့ဝိညာဉ်ကိုဝိညာဉ်တော်ဘုရားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်အပြင်ပညာအသီးသီးစုကျေးဇူးအသီးသီးကိုပေးထားတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်။ဒါပေမဲ့စုကျေးဇူးပေးတဲ့အချိန်မှာတယောက်နဲ့တယောက်ပေးတဲ့စုကျေးဇူးကိုမတူဘူးဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်။ဒီမှာပြောချင်အဖြစ်ဝိညာဉ်တော်အပြင်တယောက်တော်သူဟာပညာတရားကိုပေးတော်မူ၏ထိုပညာဝိညာဉ်တော်အပြင်တယောက်တော်သူအားထိုးတွင်းခြင်းတရားကိုပေးတော်မူ၏တယောက်ကိုပညာတရားကိုပေးတယ်နောက်တယောက်ကိုထိုးတွင်းခြင်းအချင်းအရာကိုပေးတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်ဒါကိုပြောချင်ပြန်ဘာလဲဆိုတော့ကျွန်တော်တို့ဟာဝိညာဉ်တော်တယောက်နဲ့တယောက်ပေးတဲ့အချင်းအရာမတူညီဘူးဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်ဒီပညာကိုပေးတဲ့သူကိုပညာကိုပေးတဲ့တချို့ကိုပညာပေးတယ်တချို့ကိုထိုးတွင်းခြင်းတရားတွင်းခြင်းချက်ဆိုတော့နားလည်အောင်ပြောဆိုကျွန်တော်ဒီဖြတ်ထိုးညံပေါ့နော်ဖြတ်ထိုးညံကိုပေးတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရဖြစ်တယ်ပြီးတော့ကျွန်တော် AFL ဩရစာအခန်းကြီး4အငယ်7ကနေစနစ်ကိုကျွန်တော်ဖတ်ပါမယ်ခရစ်တော်၏ကိုယ်တော်ကိုတိဆောက်၍ဓမ္မဆရာရဲ့အမှုကိုပြုတတ်မိအကြောင်းတန်ရှင်သူတို့ကိုပြင်ဆင်ခြင်းအလို့ငါထိုးသခင်သည်လူတချို့ကိုတမန်တော်အရာ၌၎င်းတချို့ကိုပရောဖက်အရာ၌၎င်းအချို့ကိုသာသနာပြုအရာ၌၎င်းအချို့တို့ကိုသင်အုပ်ဆရာအရာ၌၎င်းခန့်ထားတော်မူ၏ဒီမှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ရဲ့အသင်းတော်ဟာခရစ်တော်ရဲ့ခန္ဓာကိုယ်ဖြစ်တယ်ပေါ့နော်ခရစ်တော်ခန္ဓာကိုယ်ဖြစ်တဲ့အချိန်မှာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကြည့်ချဖြင့်လူတစ်ယောက်မှာလက်တွေကြီးပဲရှိပြီးခြေထောက်မရှိရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်ဟာကောင်းတယ်လို့ဆိုလို့မရဘူးเนาะဒါမှမဟုတ်လဲကျွန်တော်လက်တွေမရှိဘဲနဲ့ခြေထောက်တွေပဲပေါက်နေမယ်ဆိုရင်ဒါဟာကောင်းတဲ့ခန္ဓာကိုယ်မဟုတ်ဘူးဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်ပြီးတော့ခေါင်းပါဆိုရင်ကျွန်တော်ကြည့်တဲ့အချိန်မှာမျက်လုံးနှလုံးရှိရပါတော့အားလုံးပါးစပ်ပေါက်တွေနဲ့နှာခေါင်းတွေကျွန်တော်မျက်လုံးဖြစ်နေလို့မရတဲ့အတိုင်းကျွန်တော်ပါးစပ်ပေါက်တိုင်းလည်းဖြစ်နေလို့မရပါဘူးမျက်လုံးနှလုံးရှိရမယ်နှာခေါင်းနှပေါက်ရှိရမယ်ပါးစပ်ရှိရမယ်ထို့နည်းတော့ခန္ဓာကိုယ်ဖြစ်ဖို့တဲ့ကျွန်တော်ခြေတွေလက်တွေရှိရမယ်ဆိုတဲ့အကြောင်းအရာကိုသိရမှာဖြစ်တယ်ဒီခြေလက်တွေအကြောင်းအရာကိုပြန်ကြည့်ချိန်မှာဘာလဲဆိုတော့လက်ဟာလက်ရဲ့အလုပ်ကိုလုပ်ရမယ်ခြေထောက်ဟာခြေထောက်ရဲ့အလုပ်ကိုလုပ်ရမယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်ခြေထောက်ကိုကျွန်တော်လမ်းလျှောက်တဲ့နေရာမှာသုံးတဲ့တကယ်လို့ကျွန်တော်လက်ကိုလမ်းလျှောက်တဲ့နေရာမှာသုံးရင်ခြေထောက်ကတော့ကျွန်တော်အလုပ်မသွင်းဘူးဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်ပြီးတော့ကျွန်တော်စာရေးတဲ့အချိန်မှာကျွန်တော်လက်နဲ့ရေးတယ်ကျဲအချိန်မှာကျွန်တော်တို့ခြေထောက်နဲ့ရေးတဲ့သူတွေတချို့လည်းရှိရပါတော့ဒါပေမဲ့သူတို့ရေးတဲ့ဟာလက်လောက်အကျုံးဝင်မှုဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်ဒါကိုကြည့်ချင်ရမယ်ဗာလဲဆိုတော့သူ့နေရာနဲ့တူမှုဘုရားသခင်ကခန့်အပ်ထားတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်သူ့နေရာနဲ့တူကျွန်တော်လှုပ်ဆောင်ရမယ်ဘုရားသခင်ပေးထားခဏကျွန်တော်ပြောခဲ့တဲ့အတိုင်းဘုရားသခင်ပေးထားတဲ့ဝိညာဉ်တော်စုကျေးဇူးကတယောက်နဲ့တယောက်မတူတဲ့အချိန်မှာသူ့နေရာနဲ့သူအသုံးချဖို့အတွက်ကျွန်တော်တို့ဟာဒီဘုရားသခင်ရဲ့ခန္ဓာကိုယ်ကိုကြီးထွားတမ်းမာဖို့အတွက်ကျွန်တော်လုပ်ရမှာဖြစ်တယ်ကျွန်တော်တို့ကိုလက်နေရာမှာထားချိန်မှာကျွန်တော်ဟာလက်ရဲ့အမှုရာကိုလုပ်မယ်ခြေထောက်နေရာမှာထားချိန်မှာခြေထောက်ရဲ့အမှုရာကိုလုပ်မယ်မျက်စိထားတဲ့နေရာမှာမျက်စိရဲ့အမှုရာကိုလုပ်မယ်ဆိုတဲ့အကြောင်းအရာကိုပြောခြင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာလက်ဖြစ်တဲ့ကျွန်တော်ဟာလက်ဖြစ်နေတယ်ကျွန်တော်ကမျက်စိဖြစ်နေတယ်ကျွန်တော်ကခြေထောက်ဖြစ်နေတယ်ဆိုပြီးတော့ကိုယ့်ကိုယ်ဂုံယူဝင့်ကြွားလို့မရသလိုသူများကိုလည်းကျွန်တော်နှိမ့်ချဆက်ဆံဖို့
ဟုတ်ဘူးဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လမ်းရှေ့ကိုခြေသလန်းလျှောက်မယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းအားလုံးအတူတကွလှုပ်ဆောင်မှာရှေ့ကိုရောက်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်။ခြေထောက်ကလမ်းတယ်မျက်စိကကြည့်တယ်ကျွန်တော်နားကဆွင့်တယ်နှာခေါင်းကအနှက်တက်ကိုရှူတယ်လက်အားဖြင့်ကျွန်တော်အရှိန်ယူရှင်းအားဖြင့်ကျွန်တော်ရှေ့ကိုသွားမယ်ဆိုရင်အဲ့လိုမျိုးခန္ဓာကိုယ်အကုန်လုံးပေါင်းချင်းအဖြစ်အလုံးလုံးမှကျွန်တော်ရှေ့ကိုရောက်မှာဖြစ်တယ်။နောက်တော့ဆုံးလဲကျွန်တော်အဲ့လိုပဲပေါ့နော်။နောက်ကိုဆုံးတဲ့အချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုပဲအရာတစ်ခုပဲလှုပ်ရှားနေတော့ကျွန်တော်နောက်ကိုရောက်မှာမဟုတ်ဘူးကျွန်တော်တစ်ခါခန္ဓာကိုယ်တစ်ခုလုံးစုစည်းပြီးတော့သွားမှသာအရှိကိုစနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုသိရမှာဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဖျားပေးထားတဲ့ဘင်းကျွန်တော်စုကျေးဇူးကိုတယောက်နဲ့တယောက်မတူတဲ့အချိန်မှာကျွန်တော်ဂုံယူဝင့်ကြောက်ဖို့လည်းမဟုတ်ဘူးတပားသူကိုကျွန်တော်အထင်မြင်သိချင်းလည်းမဟုတ်ဘူးဆိုတဲ့အကြောင်းအရာကိုသိရမှာဖြစ်တယ်ယောမဩဝါဒစာအခန်းကြီး7နဲ့အငယ်9နဲ့10ကိုကျွန်တော်ဖတ်ပါမယ်ဓမ္မဆရာအရာရှိလင်ဓမ္မဆရာရဲ့အမှုကိုဆောင်ရွက်ကြကုန်ဟန်ဆုံးမဩဝါဒပေးတော်သူသည်ထိုအမှုကိုဆောင်ရွက်စေနိုးစော်သွေးဆောင်တော်သူသည်ထိုအမှုကိုဆောင်ရွက်စေစွန့်ကြဲဝေငှတော်သူသည်လစ်လျူတော်စိတ်နှင့်ဝေငှစေအုပ်ချုပ်တော်သူသည်လုံလဝိရိယနှင့်အုပ်ချုပ်စေမာသတနာခြင်းအမှုကိုပြုတော်သူသည်စေတနာစိတ်နှင့်ပြုစေဆိုတဲ့အတိုင်းပြောထားတဲ့အတိုင်းဖျားသခင်ရဲ့ခန္ဓာကိုယ်ဖြစ်တဲ့ဒီအတင်းတော်ကိုတိုးတက်ဖို့ဆိုရင်သူ့နေရာနဲ့သူအလုပ်လုပ်ဖို့ဖြစ်တယ်ဖျားသခင်ပေးထားတဲ့အရာကိုဖျားသခင်ပေးထားတဲ့ဝိညာဉ်တော်စုကျေးဇူးကိုကျွန်တော်အားတာချက်အနေနဲ့သုံးပြီးတော့ကျွန်တော်ရဲ့ဒီစုကျေးဇူးနဲ့အတူကျွန်တော်တယောက်နဲ့တယောက်ချစ်ခင်လေးစားမယ်ညီညွတ်နဲ့ကျွန်တော်သွားမယ်ဆိုရင်အတင်းတော်ပို့ပြီးကြီးထွားလာမယ်ကျွန်တော်ရှောက်လိုက်ရမယ်အရှိကိုလည်းရှောက်လိုက်ရမယ်ဆိုတဲ့အကြောင်းကိုပြောကြားလိုပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဝိညာဉ်တော်ရဲ့စုကျေးဇူးတယောက်နဲ့တယောက်မတူတဲ့အချိန်မှာကျွန်တော်တို့ဟာတယောက်နဲ့တယောက်ဂုဏ်ယူဝင့်ကြားခြင်းတယောက်နဲ့တယောက်နှိမ့်ချခြင်းမရှိနှိမ့်ချတဲ့စိတ်နဲ့အထင်မြင်သေးခြင်းစိတ်မရှိဘဲနဲ့အတူတူဆောင်ရွက်ပြီးတော့ရှေ့တို့ဆက်လန်းရအောင်လို့ပြောကြားခြင်းအပြင်ဒီနေ့ရဲ့နှုတ်ကပတ်တော်ကိုအဆုံးသတ်လိုပါတယ်အားလုံးကိုဖျက်ရှင်ကောင်းကြည့်ပေးပါစေ